brother တို့မှာကိုအလုပ်ကိစ္စအပြင်သွားမယ်ဆိုရင် like ပါနှောက်ယှက်မယ် like ပါအဖြစ်မယ်ကောင်းပါလိရှိကြလားကျွန်တော်မှာတော့ရှိပါတယ်ဟောဒီကမမီပဲဖြစ်ပါတယ် Hello guys this is Jack ဒီနေ့တော့ကျွန်တော်အလုပ်ကိစ္စနဲ့အပြင်သွားမလို့ကိုမမမီက like ပါအဖြစ်ပေးမယ်ဆိုပြီးတော့လိုက်ပါလာပါတယ်အလုပ်ကိစ္စက9မိနစ်ပဲရှိတာသူကတနိုင်လောက်လိုက်ပြီးတော့ဟိုဘိုကိုင်းဒီဘိုကိုင်းဟိုဝယ်ကျူကိုင်းဒီဝယ်ကျူပဲနဲ့လိုက်ပါအဖြစ်နေပါတယ်ဘာပဲဖြစ်ဖြစ်လေအလုပ်သွားရင်ချစ်ရသူနဲ့အတူရှိနေတော့လေအဆင်ပြေတာပါပဲဗျာဟိုဘိုးလေးတော့နည်းနည်းကုန်သွားတာပေါ့ကဲအလုပ်ကိစ္စလည်းပြီးပြီကျွန်တော်ပတ်စံရင်လည်းပါသွားပြီနောက် vlog မှာဘယ်လောက်ထက်ကုန်အောင်မလဲစောင့်ကြည့်ပေးကြပါဦး bye bye ဒီလို ကုတူပဲမလားဒါလည်း ဟာဒီလိုပဲ ဟုတ်တယ်နော်ဟိုကလည်းကုတူပဲ ဒီလိုပဲ အားယူပါအားယူစပါးကြောင်ဝါလာမယ်အများကြီးပဲကိုကြီးတယ် မဝါပါဘူးလေဟိုထိုက်ယူလိုက်လေ ဟုတ်ဝါ